တချို့ကစားသမားတွေကအသင်းတစ်သင်းကိုစွန့်ခွာသွားတဲ့အခါဝမ်းနည်းမှုတစ်ခုတည်းပဲကြံခဲ့တယ်ဒါပေမဲ့တချို့ကစားသမားတွေကြတော့သူတို့ခြံထားခဲ့တဲ့အမှတ်တရတွေကြောင့်အမြဲတမ်းသတိရနေစေတယ်အခုအန်ဇိုဖာနန်ဒက်စ်လည်းအဲ့ဒီလိုကစားသမားတွေထဲကတယောက်ဖြစ်နေပါပြီ2023ခုနှစ်ဇန်နဝါရီလကမ္ဘာဖလားချန်ပီယံဆုကိုစုခူးပြီးအကောင်းဆုံးလူငယ်ကစားသမားဆုကိုရရှိထားတဲ့လူငယ်ကျယ်ပွင့်တစ်ယောက်စတန်ဘိုဘရစ်ကိုရောက်လာခဲ့တယ်ပရိသတ်တွေအားလုံးကမျှော်လင့်ချက်တွေအပြည့်နဲ့ကြိုဆိုခဲ့ကြတယ်ဒါပေမဲ့အန်ဇိုရောက်လာတဲ့အချိန်ဟာအသင်းအတွက်အလွယ်ကူဆုံးအချိန်မဟုတ်ခဲ့ဘူးရလက်တွေဆိုးရွားခဲ့တယ်နီးပြတွေအပြောင်းလဲများခဲ့တယ်အသင်းရဲ့စွမ်းဆောင်ရည်ကလည်းတည်ငြိမ်မှုမရှိခဲ့ဘူးအဲ့ဒီအချိန်တွေမှာအန်ဇိုကတော့ဘယ်တော့မှအရှုံးမပေးခဲ့ဘူးကွင်းလယ်မှာပြေးလွှားရင်းအသင်းဖော်တွေကိုကူညီရင်းအနိုင်ရဖို့အမြဲကြိုးစားခဲ့တယ်တခါတလေရလက်တွေမကောင်းပေမဲ့သူ့ရဲ့စိတ်ဓာတ်ကိုတော့ဘယ်သူမှဝေဖန်လို့မရခဲ့ဘူးအန်ဇိုရဲ့ဘောလုံးပေးပို့မှုတွေကွင်းမြေအားကောင်းမှုတွေတိုက်စစ်နဲ့ခံစစ်ကိုချိတ်ဆက်ပေးနိုင်တဲ့အရေးသွေးတွေကချယ်ဆီပရိသတ်တွေရဲ့နှလုံးသားထဲမှာနေရာတစ်ခုရယူနိုင်ခဲ့တယ်အထူးသဖြင့်အသင်းအခက်ခဲကြတဲ့ရောက်နေချိန်မှာတော့အသင်းအတွက်တိုက်ပွဲဝင်ပေးခဲ့တာကိုဘယ်သူမှမမေ့နိုင်ပါဘူးအချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့တယ်အသင်းကလည်းပြန်လည်တိုးတက်လာခဲ့တယ်။အန်ဇိုကလည်းချယ်ဆီရဲ့အရေးကြီးဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်လာခဲ့တယ်။စတန်ဘိုဘရစ်မှာဂိုးဖန်တီးမှုတွေအနိုင်ရစေတဲ့ပွဲတွေပရိသတ်တွေနဲ့အတူပျော်ရွှင်ခဲ့တဲ့အခိုက်အတန့်တွေဟာအခုချိန်မှာအမတ်တရကောင်းတွေဖြစ်နေပါပြီ။ဒါပေမဲ့ဘောလုံးလောကမှာတော့အရာအလုံးကထာဝရမဟုတ်ပါဘူး။တွေးဆုံခြင်းရှိရင်ခွဲခွာခြင်းလည်းရှိရတယ်။အခုအန်ဇိုဖာနန်ဒက်စ်ဟာချယ်ဆီကနေထွက်ခွာဖို့နီးစပ်လာပြီဆိုတဲ့သတင်းတွေကြားရတဲ့အချိန်မှာပရိသတ်တွေအတွက်ဝမ်းနည်းစရာကောင်းပေမဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပေးရမှာပါ။ဘာလို့လဲဆိုတော့သူကချယ်ဆီအတွက်အကောင်းဆုံးကြိုးစားပေးခဲ့လို့ပါ။သူရောက်လာတဲ့နေ့ကတည်းကအသင်းအတွက်နှလုံးသားအပြည့်နဲ့ကစားပေးခဲ့လို့ပါ။ဒီနေ့မှာတော့ချယ်ဆီပရိသတ်တယောက်အနေနဲ့ပြောချင်တာကကျေးဇူးတင်ပါတယ်အန်ဇိုခက်ခဲတဲ့အချိန်တွေမှာအသင်းကိုမစွန့်ပစ်ခဲ့လို့ကျေးဇူးတင်ပါတယ်။ပရိသတ်တွေအတွက်အမှတ်တရကောင်းတွေဖန်တီးပေးခဲ့လို့ကျေးဇူးတင်ပါတယ်။နှုတ်ဆက်ပါတယ်အန်ဇိုဖာနန်ဒက်စ်